Hello mina senwe di တစ်ခါမှာတော့ဂျပန်မီနစ်သစ်စီတွေအများကြီးရှိတဲ့ထဲမှာလူတိုင်းနှီးပါးနဲ့တဲ့ပြီးတော့သုံးလို့လည်းအရင်ကောင်းတဲ့မီနစ်သစ်စီလို့ရေမုံပြပြချင်ပါတယ်အဲ့ဒါကတော့ Curia ထုတ်တဲ့ facial foaming လေးပါသူကပန့်တိုင်မျိုးစားလေးပေါ့နော်သူ့ရဲ့ပန့်လေးကိုညှစ်လိုက်တာနဲ့အထဲမှာအမြုပ်ကလေးတွေပါပြီးသားပေါ့နော်ရေနဲ့တောင်ရောစရာမလိုအဲ့အမြုပ်ကလေးတွေကိုမျက်နှာပေါ်တင်ပြီးတော့တတိရှာလေးနှံသွားအောင်ပုတ်ပေးလိုက်ရုံပဲပေါ့နော်သူကရေမုံတို့စောင်းတွင်းဘက်မှာပေါ့မျက်နှာတစ်ပြီးဝိုင်းအသား6တာမျိုးဖြစ်တယ်အသားရတာမျိုးဖြစ်တယ်အဲ့လိုမျိုးလေးပျောက်စီတယ်ပေါ့နော်သူ့ကိုတစ်ပြီးရနဲ့အသားက6ပြီးတော့နီရဲနေရမျိုးမဖြစ်ဘဲနဲ့ဒီတိုင်း normal skin လေးလိုပဲအသားရည်ပြန်ပြီးတော့ငြိမ်သွားတယ်ပြီးသွားလို့ရှိရင် moisturizer ဓာတ်လည်းအပြည့်ပေးတယ်ပေါ့နော်မျက်နှာကိုတစ်ပြီးရနဲ့ဆူဆူအီးလေးဖြစ်သွားရယ်ကွာ6ကြီးဖြစ်ပြီးတော့ကြံမနေခဲ့ဘူးဈေးနှုန်းကလည်းရန်1000ကျော်ဝန်းကျင်ပဲရှိတယ်ပြီးသွားရင် sensitive skin သမားရေးဆိုပိုသုံးသင့်တယ်တချို့ဆိုဘာမိနစ်တစ်စီသုံးမတည့်ဘူးပေါ့ရမုံတို့လိုအသားရည်တွေပေါ့နော်ဒါကြောင့်ဒီ Curia ထုတ်တဲ့ facial foaming လေးကိုသုံးကြည့်ပါသူကလူတိုင်းနှီးပါးနဲ့တဲ့တယ်ပေါ့နော်ဈေးနှုန်းလည်းအဆင်ပြေပြီးတော့သုံးလို့လည်းအရင်ကောင်းပါတယ်ပြီးသွားရင် side effect တွေပါလည်းတိတ်မရှိဘူးပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့မျက်နှာဘာနဲ့မှမတည့်ဘူးဆိုရင် Curia လေးကိုသုံးကြည့်ပါ